ရှင်ဗျာဒီကတပတ်တိနဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိန့်ရှိတော့အရှင်ဘုရားတဲ့ဒီကတပတ်တိပြောတာကောင်းပါပဲစွာဘယ်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွယ်တဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီးမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြည်ဟုတ်လားသစ္စာမှာတီးမယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားပါဗျာတပည့်တော်ယုတ်တိယုတ်တာရှိတယ်တဘာဝဆိုင်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံတယ်အဲ့ဒီလိုနဲ့ပြောကြရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွယ်တဲ့သင်တို့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကရေအေးကိုပယ်ရမယ်လို့ဟောတယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးကောင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုသုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ရှူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမသုံးကျင်မဲနဲ့သုံးပြီးတော့ရေအေးကိုတောင်းတရင်းနဲ့သေသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့သေတဲ့အတွက်ကြောင့်ဖြစ်တဲ့နတ်တစ်မျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျွန်တော်ဆရာကြီးကဟောပါတယ်ဘာဖြစ်လို့အဲ့ဒါလိုနတ်ဖြစ်တယ်လဲစိတ်ဆွဲလန်းပြီးတော့သေတဲ့အတွက်ကြောင့်နတ်ဖြစ်တာပါအဲ့ဒီလိုဆိုရင်စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွားဟုတ်လားအဲ့ဒီမှာတကြွယ်တဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြောသင်စကားရှင်းတော့မညီဘူးဖြစ်နေတယ်စောစောကမနောကအဓိကမကြဘူးလို့ပြောထားတယ်အခုတော့စိတ်ဆွဲပြီးတော့သေတဲ့အတွက်ကြောင့်စိတ်ဆွဲသေတဲ့နတ်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ဘာပဲပြောကာယဒံဒီသာနဲ့အပြည့်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေသေးပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွယ်တဲ့နိဂန္ဓနာတဗုဒ္ဓဆရာကြီးရဲ့တပည့်တယောက်လမ်းလျှောက်ရင်းနဲ့မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘယ်လိုသတ်မှတ်လဲမှန်လားပါဗျာအပြစ်တော်ရှိပါရဲ့သို့သောအပြစ်မကြီးပါဘူးဖေ။ဘာဖြစ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဖေ။စေတနာပါရင်တော့အပြစ်ကြီးပါတယ်ဖေ။စေတနာကိုသင်တို့မှာဘာဒံလို့သတ်မှတ်လဲမနောဒံလို့သတ်မှတ်ပါတယ်ဖေ။တကြွယ်စကားကိုစဉ်းစားပြီးတော့ပြော